အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့19ရက်6လ2025ပေါ့နော်ဒါကျွန်တော်တို့ Western Club ဂီတတင်တဲ့ရဲ့ထုံးစံအတိုင်းပဲတင်တဲ့ကိုအကြောင်းမျိုးနဲ့မလာနိုင်တဲ့လူတွေအတွက်ကိုကျွန်တော်တို့အခမဲ့ lesson အဖြစ်လေ့ကျင့်ခန်းလေးတွေဝင်ငှတဲ့အစီအစဉ်ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဟုတ်ပါပြီကျွန်တော်တို့ဒီကနေ့မှာဆိုရင် Happy birthday ဆိုတဲ့မွေးနေ့လက်ဆောင်အဖြစ် TV နေကြဆိုပြီးနေကြအားပြီးနေကြတန်စင်လေးကိုတင်ပေးပါမယ်ဒီ Happy birthday ကတော့ဒီချင်းလေးဆိုရင်ကျွန်တော်တို့မှာအပေါင်းအသင်းတွေပဲဖြစ်ဖြစ်မိဘဆွေမျိုးတွေပဲဖြစ်ဖြစ်မောင်နှမတွေပဲဖြစ်ဖြစ်အမျိုးမျိုးပေါ့နော်ဆရာသမားတွေသူတို့တွေလည်းပတ်သက်ပြီးတော့အမြဲတမ်းမွေးနေ့ပွဲဆိုတာရဲ့ကြုံတဲ့အချိန်ကျတော့ဒီ Happy birthday တချင်းလေးကတော့အလွတ်နီးနီးကိုရအောင်ကျင်းထားတဲ့တချင်းလေးဖြစ်တာပေါ့နော်အမတ်တရအနေနဲ့ surprise အနေနဲ့ဝင်းလေးလက်ဆောင်ဒါကြောင့်မို့နည်းနည်းလေးလွယ်လွယ်လေးရယ်တူတူလေးရယ်ဆက်ရှင်းပြမယ်နော်ကျွန်တော်ရှင်းပြမယ်ပုံစံလေးကနှစ်ခုရှိတယ်ဗျကျွန်တော်ကသူကခီးကတော့အမျိုးမျိုးရှိတယ်နော်ဒီအခုရှင်းပြမယ်ပြီးရင်ကျွန်တော် technique အကြောင်းလေးနည်းနည်းလေးထည့်ပြောမှာဒါကတော့ happy birthday ဆိုပြီးတော့ကျွန်တော်က step line နဲ့သွားရတာပေါ့ one shot key ဆို G key ပေါ့နော်ဆိုလာဆိုဒိုဒီဒါလေးရတော့အသေးသေးတအားကြီးကျတော့တင်တန်းမှာအဆင်ပြေလိမ့်မယ်အခုတီးပြမယ်အောက်မှာပုံလေးပါတယ်ဒါလေးကိုကျွန်တော်ရဲ့ Facebook မှာအကောင့်မှာလည်းတင်ထားပြီးသားဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ထက်ဘာသာပြန်ထားတာ1 2 3နဲ့အဲ့ဒီမှာတစ်ခုဟာဖြစ်တာဘယ်လိုလဲဆိုတော့ကျွန်တော်ပြောချင်တာပုံလေးစာအုပ်တွေရှောက်လာစာအုပ်တွေကျွန်တော်အတန်လေးတစ်ချက်နော်ပြန်ပြောပြမယ်နော်ကျွန်တော်ပြောချင်တာဒါကကျတော့ခနန်းတို့ပေါ့ခနန်းတို့ဆိုတော့9တို့6တို့9တို့1တို့6တို့9တို့1တို့9တို့အဲ့ဒါ9ကြဆိုပေါ့နော်ဆိုလာဆိုဒါတွေလည်းအသေးသေးကြတော့ဒါကျွန်တော်တင်နေရင်လို့မဟုတ်တင်နေတက်မှနားလည်မှာဒါမှမဟုတ်ရင်လည်းတက်ကျွမ်းတဲ့ဆရာတယောက်စီမှာတင်မှနားလည်မှာဟုတ်ပြီနှစ်မျိုးသွားတယ်ဒါကကဘာသုံးတို့ဒါကပြည်တွင်းသုံးတို့ပေါ့မြန်မာပြည်မှာသုံးတယ်တရုတ်ပြည်မှာသုံးတယ်အဲ့လိုမျိုးပေါ့တရုတ်ပြည်မှာတော့မတိတ်မသုံးတော့ဘူးကြားတာပေါ့နော်ကျွန်တော်လည်းတရုတ်နိုင်ငံမှာမနေဘူးဆိုတော့မသိဘူးအဲ့တော့ပြောချင်တာကဘာသုံးတို့မှာဆိုရင် one shot ဆိုရင် G key နဲ့ပဲတီးရမယ်ပြောင်းလို့တီးလို့မရဘူးအဲ့ဒါကဘာသုံးတို့ရဲ့အားနည်းချက်တစ်ခုပြည်တွင်းတို့ကနန်းတို့ကြတော့ G key နဲ့တီးမယ်ဟာအဆင်မပြေဘူးအောက်ကနှုတ်တွေကိုလိုက်ပြင်ကြမလို့A နဲ့ပြောင်းတီးမယ်ကွာဆို A နဲ့တီးလိုက် A key နဲ့တီးလိုက် D နဲ့ပြောင်းတီးမယ်ဆိုရင် D key နဲ့တီးလိုက်ဒါကစာရှင်းတဲ့အပိုင်းပေါ့နော်ရှင်းပြတာD နဲ့လည်းအဆင်မပြေဘူးဆရာ F နဲ့တီးပေးပါဆို F နဲ့တီးပေးမယ်အဲ့လိုမျိုးဒါချိန်လို့ရတယ်သူကကနန်းတို့ကအဲ့တခုအားတာတယ်ကဘာသုံးတို့ကတော့ဒီပုံကြီးကပြောင်းလဲပြလို့မရဘူးတကီးဆိုတကီးအတွက်ပဲရေးရတယ်တကယ်လို့ဒီကီးဆိုရင်ဒီကီးဆိုပြီးတော့2 shot ဆိုပြီးတော့ပုံတွေကပြန်ပြောင်းကိုရေးရမှာဒါကပြန်ပြောင်းရေးစရာမလိုဘူးအဲ့တော့ဒါကကျတော့အရှိတိုင်းလို့ပဲပြောမှာပေါ့နံပါတ်တို့ကအားတာချက်နံပါတ်တို့ရဲ့အားနဲ့ချက်ကြတော့stat တို့ရဲ့အားတာချက်ဒီကဘာသုံးတို့ရဲ့အားတာချက်ကြတော့အတန်အရှင်ကိုဘယ်လောက်ဆွဲမယ်လို့ emotion ပေါ့နော်ဒုက္ခမှုလေးတွေဘယ်လောက်လုပ်မယ်အတူအချေဘယ်လောက်လုပ်မယ်ဘာညာအရန်တိကြတာသူ့ရဲ့အားတာချက်ဒါလေးကဂျားဖြတ်ပြီးတော့ဘုံတုတဝင်ငှလိုက်တာโอเคအဲ့တော့ကျွန်တော်ကနောက်တစ်ခုကဒီကျွန်တော်ရဲ့ဒီပေါ့ကျွန်တော်တို့က beginner တယောက်အနေနဲ့ကျတော့ဒီလိုမျိုးပေါ့အစအဆုံး note တစ်ခုကိုကတီးမှာဆူလာဆူတူတီဒါ G key နဲ့အဲ့တော့ G key ရဲ့ဒူရီပါဆိုလိုက်ဒီလိုကိုက beginner တယောက်ဖြစ်တဲ့ကမှာအရင်ဆုံးဘိုးကိုမကင်နဲ့ဒူရီမီပါဆူလာတီဒူရီပါဆိုလိုက်ဒီလိုစကေးပေါ့နော်ပြီးတော့ note ကိုအရင်လက်ဆန်းကြည့်တယ်ဒါဒီမှာကတ်ထားတာဒီလိုထောင်ထားလို့နော်ကျွန်တော်ထိုးသေးတာမဟုတ်လို့နှုတ်လေးကိုဥပမာတရုပ်ပြပေးတာနော်ကျွန်တော်တရုပ်ပြပေးတာဟောဒါဆူလာဆူတူတီဖီတာဟုတ်ဆူဒါ3ဖို့နော်အဲ့လိုလေးအရင်ရှာပြီးမှโอเคတေးကြပြီဆိုမှဘူးကင်ပြီးတော့လေ့ကျင့်တဲ့အချိန်မှာလည်းတပားဆိုတပားဖြတ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်ပထမဆုံးတပားဒါလေးကတူတဲ့အတွက်ကြောင့်မို့ကျွန်တော်တပားချင်းစီကိုအသေးစိတ်ကိုရှင်းပြပေးမယ်ပထမဆုံးတွေ့နေရတာ3 4တိုင်မြင်မှာနောက်ဆုံးပြီးဖြစ်တဲ့3 ပြီးမှာဆိုပရီနို့လို့ခေါ်တာပေါ့
တကယ်ပြင်မ pipe ထဲကိုဝင်လာမဲ့ပထမ first bar ကိုမဝင်ခင်ရှေ့မှာတပိစောပြီးတော့ဝင်လိုက်တာ1 and 2 and အဲ့မှာ3မှာဝင်ရတော့မှာ3ကနောက်ဆုံးပါဘာကြောင့်လဲဆိုတော့3 4တိုင်ဖြစ်တဲ့ကြောင့်မို့1 2 3ပဲရှိတာအရှိကနေ1 and 2 and သူကအရှိနောက်ဆုံးတပိမှာထွက်တာတဲ့ကြောင့်မို့3မှာစောင့်ဝင်လိုက်မှာဆိုဟုတ်ပြီအဲ့ဆိုက3ကျိုး4ကျိုးဂျီကီရပြောတော့နော်1 shot နော်ဆိုပြီးသွားတယ်အဲနောက်တစ်ခါကျတော့လာဆူဒိုဒီမှာမရိုက်ပြတော့เนาะကျွန်တော်ဟိုဟာကတ်တူကျွန်တော် in short တို့နဲ့လေအောက်ကနေကျွန်တော် note ကလေးတွေကိုစားတဲ့ထုတ်ပြတာတွေအချိန်မရလို့မလုပ်ပေးနိုင်ဘူးတို့ပြင်မဲ့ကျွန်တော်ရဲ့ comment မှာအဲ့ note လေးတွေကျွန်တော် comment မှာကျွန်တော်ကိုယ်တိုင် comment မှာ note လေးတွေပုံလေးတွေပို့ပေးမယ် note ပုံလေးเนาะအဲ့တော့နောက်တစ်ခုကကျတော့ဆူလာဆူဒိုကတပါးဖြစ်သွားပြီလာဆူဒိုအဲ့လာဆူဒိုက1 2 3ဆူလာဆူနော်ဆူအဲ့ဒါပရီ1 2 3အဲ့ဒါပြီးသွားတယ်အဲ့တော့နှစ်ခုပေါင်းလိုက်မယ်သူ1 and 2 and ဆူလာဆူဒိုပြီးသွားပြီဒီဆွဲโอเคအဲ့ဒီလူလေးအသေးသေးအရင်ရှင်းတာကြာတော့မှဆိုတဲ့တက်ကြောင့်ဒီလောက်ဆိုသဘောပေါက်လိမ့်မယ်ကျွန်တော်အစဆုံးလေးတစ်ခေါက်တည်ပြီးတော့ရှင်းလာပေးပါမယ်ကျွန်တော်အစဆုံးလေးမသိခင်မှာလိပ်စာလေးတစ်ချက်ပြောပြရစီကျွန်တော်တို့ကလဲတန်းရန်ကုန်မြို့လဲတန်း6လမ်းမှာရှိပါတယ်တိုက်နယ်မဲ့7ပါဖုန်းနံပါတ်ကတော့086 435 3906sorry 081 sorry နော်081 435 3906နောက်တစ်လုံးကကျတော့086 55 959 205နောက်ဆုံးတစ်လုံးကတော့40 20 202ပါโอเคအဆုံးတက်လေးတီးပြီးရင်ပြေးပြီနော်ဆူယူတီးတာကျွန်တော်ဒေါ်တက်နဲ့ဆိုရင်ဆူအဲ့လိုတီးပါဒေါ်တက်နဲ့တီးရမှာနော်နောက်ဆုံးကြိုင်ခဲ့တာတွေတူရှိလို့ဒီမှာလေးတစ်ချက်ဒီမှာ pop ဒီမှာတိုမတိုပေါ့တိုမတိုလို့လည်းခေါ်ကြဒါပေမဲ့ကျွန်တော်တို့ကလွန်လွယ် pop ပဲခေါ်ရပေါ့ဒီဟာလေးအကွေးလေးရလေအဲ့ဒီနေရာလေးမှာကိုယ့်ရဲ့စိတ်ခံစားချက်အရာဆွဲထားရမှာဥပမာပုံမှန်ရှိတာကျွန်တော်တို့ကပုံမှန်ရှိတာ1 2 3ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးပါလာတဲ့အချိန်မှာ1 2 3လို့မသွားရအောင်အဲ့ဒီတင်ဂီတာလေးပါလာတဲ့အချိန်မှာကျွန်တော်တို့1 2အဲ့ဒီနေရာမှာကိုစိတ်ခံစားချက် create လုပ်ခိုင်းတာပေါ့နော်ဖန်တီးမှုတိုင်းနားလို့ရတယ်နားပြီးတော့မှ3ကိုကူဟုတ်ပြီကျွန်တော်အဲ့ဘက်မလဲပဲနဲ့အချောတက်ပြန်ကြည့်မယ်နော်နောက်ဆုံးပါပဲ1 2 3မှာစတီးမှာနော်1 2